မင်္ဂလာပါရှင် Horizon News ရဲ့နေ့စဉ်နောက်ဆုံးရတဲ့စီစဉ်ကနေကြိုဆိုလိုက်ပါရစေကျွန်မနော်မူထပါဒီကနေ့2026ခုနှစ်ဩဂတ်လ19ရက်နေ့ည8:00နာရီအတွက်အဓိကသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့သတင်းအစီအစဉ်မှာတော့စကိုင်းနဲ့မန္တလေးဒေသတို့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF မှာအဖွဲ့ဝင်အဖြစ်ပါဝင်မဲ့တဲ့CDF KKG အဖွဲ့ဝင်တွေလုံခြံတပ်ဖြတ်ခံရမှုအပေါ်စုံစမ်းစစ်ဆေးနေတဲ့ကိစ္စမြောက်ရီတောင်ဘက်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုများနေတဲ့အချိန်นี้တရက်မင်းတော်လပိုင်းတိုက်ပွဲတွေနဲ့မုံညင်းမှာညမထွက်ရအမိန့်ထုတ်ပြီးနောက်ပိုင်း SNA ကလူဖမ်းဝင်နေတဲ့တဲ့တွေပါဝင်ရုရှားယူကရိန်းတိုက်ပွဲအမေရိကန်အီရန်တင်းမာမှုမြောက်ကိုရီးယားစစ်သားတွေတောင်ကိုရီးယားနယ်စပ်ကျော်ဝင်လာတဲ့တဲ့နဲ့အင်ဒိုနီးရှားကွန်ဂိုကတဘာဝပေးနဲ့ကျန်းမာရေးဆိုင်ရာနိုင်ငံတကာသတင်းတွေကိုပါအသေးစိတ်စူးစီးတင်ဆက်ပေးသွားမှာပါပထမဆုံးသတင်းအနေနဲ့နိုင်ငံရေးလူ့ခွင့်နဲ့မူကင်းသတင်းများကိုတင်ဆက်ပေးပါမယ် Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF နဲ့မန္တလေးဒေသတို့အကြားအွန်လိုင်းကနေတွေ့ဆုံဆွေးနွေးပြီးမှမန္တလေးဒေသနဲ့ SCEF မှာအဖွဲ့ဝင်အဖြစ်တရားဝင်ပါဝင်ဖို့သဘောတူညီခဲ့လို့မနေ့ကသတင်းထုတ်ပြန်ပါတယ်အလားတူဂျာကာလာစကိုင်း Federal Unit တောင်ရှိသူတွေကလည်း SCEF မှာပါဝင်သွားမယ်လို့အကြောင်းပြန်ထားပြီးဖြစ်ပါတယ်ချင်းဒေသကာကွယ်တပ်ဖွဲ့ CDF KKG ရဲ့မြို့နယ်ကိုယ်စားလှယ်နဲ့ဗဟိုကော်မတီဝင်ဖြစ်သူဖြိုးလွယ်ဦးခေါ်ဘာဖြိုးတပ်ရင်6ကရဲဘော်မဲကြီးနဲ့စစ်ဆောင်ပြည်သူတူတို့ကိုဩဂုတ်လ12ရက်ညပိုင်းကလုံခြံတပ်ဖြတ်ခံရမှုအပေါ်ကျူးလွန်သူတွေကိုဖော်ထုတ်ထားပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေရလို့ CDF KKG ကသတင်းထုတ်ပြန်ထားပါတယ်ထွက်ပြေးလွတ်မြောက်နေတဲ့ကျူးလွန်သူတွေကိုလက်ခံခွင့်လွှတ်ခွင့်ပေးသူတွေကိုပါထိရောက်စွာအရေးယူသွားမယ်လို့သတိပေးထားပါတယ်။ကချင်ပြည်နယ်မွန်ကြီးမြို့နယ်မှာရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်144ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ကာလအတွင်းရှမ်းပြည်ပြည်သူ့စစ် SNA အဖွဲ့ကညအချိန်မတော်လူဖမ်းဆီးရနဲ့ငွေကြေးတောင်းခံမှုတွေကိုဆက်လုပ်နေလို့ဒေသခံတွေစိုးရိမ်ထိတ်လန့်နေကြရပါတယ်။ဒီကနေ့နေ့ပိုင်းကလည်းမွန်ကြီးမြို့နယ်ထဲရွာပတ်ပြီးဈေးရောက်နေတဲ့ဆိုင်ကယ်ဈေးတန်2ဦးကို SNA အဖွဲ့ကအကျဉ်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အကျဉ်းအဓမ္မပေါ်တာဆွဲမှုကြောင့်မိသားစုနဲ့တွေ့ဆုံခွင့်မရဘဲစစ်မှုထမ်းခဲ့ရသူကိုအောင်ကြီးချမ်းဟာသူ့ရဲ့အသက်ရှင်တန်ရေးအတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထံကိုဒီကနေ့မှအလင်းဝင်ရောက်လာခဲ့ပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်မှာအခြေစိုက်ထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခလာရ256ကတပ်သားထက်ဝင်ဆိုဟာဩဂတ်လ12ရက်နေ့ညပိုင်းက MA3 တနက်တလက်နဲ့အတူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖထံကိုဆက်သွယ်ပြီးဖေပြောင်းခိုးလုံလာပါတယ်။ရေစကြိုပကဖကသူ့ကိုစုချင်းငွေကျပ်25သိန်းချီးမြှင့်ခဲ့ပါတယ်။အာနာသိန်းစစ်တပ်ကောင်ဆောင်မြောက်လိုက်ဟာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံကိုတရားဝင်ခီးစဉ်ဖြစ်ဒီကနေ့နေ့ပိုင်းမှာနေပြည်တော်ကနေထွက်ခွာသွားပါတယ်။မနေ့ပြန်ဩဂတ်လ18ရက်နေ့မှာသမ္မတပူတင်နဲ့တရားဝင်တွေ့ဆုံဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်။ဆက်လက်ပြီးစီရင်နေမြေပြင်ပြိပခသတင်းများကိုကြည့်ရအောင်ပါ။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ပဲလေးတေးတောင်ကျော်တဲဖြူချောင်းကျေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပါတပ်တွေအကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးအမှတ်73စစ်စင်ရေးကိုယ်ကံမှုဌာနချုပ်စကားခ73လက်အောက်ခံတပ်ရင်းတွေဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားနေပါတယ်။လုံခြုံရေးအရာမဲထော်တလေးရွာအနီးဂိတ်ကစပြီးလမ်းတွေကိုပိတ်ပင်ထားပါတယ်။စစ်ကောင်စီဘက်ကတော့လေကြောင်းကနေပုံကျဲတာနဲ့ရိတ်ခါထပ်ပန်တာတွေလုပ်နေရပါတယ်။နောက်ထပ်တဘာဝဘေးကျမ်းမာရေးနဲ့ဒေသရင်းသတင်းများကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းရေကြီးရှမ်းမှုတန်းခန်းစားခဲ့ရတဲ့ကျေးရွာလေးရာကအိမ်တော်စုပေါင်း800ခန့်အတွက်စံအိတ်130ကိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတို့ဦးဆောင်ပြီးဩဂတ်လ16ရက်နေ့ကအိမ်နာရရောက်တွားရောက်ထပ်ပန်လူရန်ခဲ့ပါတယ်။ပဲခူးတိုင်းဒေသကြီးဝေါ်မြို့နယ်ရန်ကုန်မလမြိုင်အဝေးပြေးလမ်းမကြီးပေါ်မှာဒီကနေ့နနက်9:00နာရီကျော်ကမော်တော်ယာဉ်2စီးမျက်နှာချင်းဆိုင်တိုက်မိလို့ရင်မော်ပါလာတဲ့အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးတို့အခင်းဖြစ်ပွားရာနေရာမှာတင်သေဆုံးသွားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းများကိုတင်ဆက်ပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာဩဂတ်လ16ရက်ကလှုပ်ခတ်ခဲ့တဲ့မက်ဂနီကျူ9.9အဆင့်ရှိငလင်ကြီးကြောင့်သေဆုံးသူ53ဦးရှိမြင့်တက်လာပြီးဒဏ်ရာရရှိသူ130ကျော်ရှိပါတယ်။အဆောက်အုံတွေပြိုကျပျက်စီးခဲ့လို့လူပေါင်း9000ခန့်ဟာနေအိမ်တွေကိုစွန့်ခါပြီးယာယီခလုံးစခန်းတွေမှာနေထိုင်နေရပါတယ်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ DRC မှာဖြစ်ပွားနေတဲ့အီဘိုလာကူးစက်ရောဂါကြောင့်3လအတွင်းသေဆုံးသူ2325ဦးထိရှိလာခဲ့ပြီးကူးစက်ခံရသူ4900ကျော်ရှိနေပါတယ်။လက်ရှိမှာကူးစက်ခံရသူ2ဦးမှာ2ဦးနှုန်းသေဆုံးနေပြီးနိုင်ငံသမိုင်းမှာသေဆုံးသူအများဆုံးကပ်ရောဂါအဖြစ်ဆက်ချင်းတင်သွားခဲ့ပါတယ်။ယူကရိန်းနိုင်ငံခရီဗီရီမြို့မှာအိန္ဒိယဘီလီယံနာလက်ရှမီမစ်တဲပိုင်ဆိုင်တဲ့
နိုင်ငံရဲ့အကြီးဆုံးတမီထုတ်လို့ရေးစက်ရုံကိုရုရှားကဒုံးကျည်နဲ့ပြစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ဝန်ထမ်း2ဦးသေဆုံးပြီး10ဦးထပ်မံဒဏ်ရာရှိခဲ့ပါတယ်။ရုရှားကစစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကိုပြစ်မှတ်ထားတာလို့အတည်ပြုထားပါတယ်။မြောက်ကိုရီးယားစစ်သားတွေပါဝင်တဲ့တပ်ဖွဲ့တစ်ဖွဲ့ဟာပြီးခဲ့တဲ့သတင်းပတ်အတွင်းကအရှေ့ဘက်ရှေ့နဲ့စစ်မျက်နှာပြင်ရှိစစ်မှတ်ဆောင်အတွင်းစီရင်အိန္ဒိယပိုင်းခြားမြင်းကိုကျော်လွန်ဝင်ရောက်လာလို့တောင်ကိုရီးယားစစ်တပ်ကသတိပေးပစ်ခတ်ခဲ့ရပါတယ်။ထိုင်းနိုင်ငံနောထပူရီမြို့ရှိလူနေအိမ်ယာတစ်ခုမှာဒီကနေ့နေ့နဲ့အစောပိုင်းကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့အမျိုးသားတူအမျိုးသမီးတူနဲ့နေအိမ်အတွင်းမွေးမြူထားတဲ့ကြောင်အကောင်30ခန့်မီးတဲ့ပိတ်မိသေဆုံးသွားခဲ့ပါတယ်။ဒီကနေ့ဩဂတ်လ19ရက်နေ့အတွက် Horizon News ရဲ့ည8:00 နာရီသတင်းစီစဉ်ကိုဒီမှာပဲရနာပြစေ။မနေ့ဖြန်မှာလည်းနောက်ဆုံးရသတင်းတွေနဲ့တူပြန်လည်ဆုံတွေ့ကြပါမယ်။အသေးစိတ်သတင်းပြည့်စုံကိုကျမတို့ရဲ့ website လေးစာ www.thehorizonnews.com မှာဝင်ရောက်ဖတ်ရှုနားဆင်နိုင်ပါတယ်။ Facebook, YouTube, Telegram နဲ့ TikTok တို့မှာလည်း follow လုပ်ထားဖို့မမေ့ပါနဲ့နော်။ကျမနော်မူထားပါ။ရုပ်သံကြည့်ရှုသူပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။